မင်္ဂလာပါဗျကမ္ဘာမြေပုံပေါ်မှာအာရှတိုက်ရဲ့အရှိတောင်ဘက်ကိုကြည့်လိုက်တဲ့အခါပင်လယ်ရေပြင်နဲ့ကျွန်းစုတွေဝိုင်းရံထားပြီးနိုင်ငံပေါင်းစုံစုဝေးနေတဲ့ဒေသတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့အရှိတောင်အာရှပဲဖြစ်ပါတယ်ဒီဒေသဟာယဉ်ကျေးမှုမျိုးစုံစီးပွားရေးပုံစံမျိုးမျိုးနဲ့စုစည်းတည်ရှိနေတဲ့အရက်ဒေသပါဒီဒေသကိုပဲအာဆီယံ10နိုင်ငံလို့ခေါ်ပါတယ်ဒီလိုနိုင်ငံ10ခုထဲမှာကျွန်တော်တို့မြန်မာနိုင်ငံကဘလို့အစဉ်တန်းမှာရပ်တည်နေတယ်လဲစီးပွားရေးလူဦးရေးတိုးတက်မှုနှုန်းစတဲ့ကဏ္ဍအသီးသီးမှာမြန်မာနိုင်ငံကဘယ်အဆင့်မှာရှိလဲဆိုတာဒီနေ့ဒီဗီဒီယိုလေးမှာအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့စီးပွားရေးကိုကြည့်ရအောင်ပါနိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုကိုအတိုင်းအတာတစ်ခုတည်းဖော်ပြပေးနိုင်တာကစီးပွားရေးပဲဖြစ်ပါတယ်ရှေ့တောင်အာရှမှာစီးပွားရေးအင်အားကြီးဆုံးကတော့အင်ဒိုနီးရှား၊ထိုင်းနဲ့စင်ကာပူတို့လိုနိုင်ငံတွေဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေကတော့ရှေ့တောင်အာရှမှာအနည်းဆုံးနားမှာရှိနေပါသေးတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေမကုန်ဆုံးသေးပါဘူး။မြန်မာနိုင်ငံမှာရေပေါ်ရေအောက်မြေပေါ်မြေအောက်သဘာဝသယံဇာတတွေအလုံးလုံးနိုင်တဲ့လူငယ်အင်အားစုတွေအများကြီးရှိနေပါသေးတယ်။ဒါတွေကိုမှန်မှန်ကန်ကန်စီမံခန့်ခွဲနိုင်တဲ့တူတယောက်ပေါ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အစဉ်တန်းဟာတိုးတက်ဖို့အများကြီးရှိနေပါသေးတယ်။လူမှုရေးမှာလည်းတစ်ချက်ကြည့်အောင်ဗျာ။စီးပွားရေးမှာနောက်ကျနေတယ်ဆိုပေမဲ့လူဦးရေအရကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာဒုတိယအများဆုံးလူဦးရေပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကတော့လူဦးရေအများဆုံးပေါ့။ဒီလိုလူဦးရေများတာကလည်းအင်အားတစ်ခုပါပဲ။လူဦးရေများပြားတာကြောင့်စားသုံးသူဈေးကွက်ကလည်းကြီးမားပါတယ်။ဒါအပြင်အသက်30အောက်လူငယ်တွေရဲ့အချိုးစားကလည်းပိုများနေတာကြောင့်လူသမားအင်အားစုအများကြီးရှိပါတယ်။ဒီလူအင်အားကိုကောင်းကောင်းသုံးချနိုင်မယ်ဆိုရင်လည်းစီးပွားရေးတိုးတက်မှုအတွက်ကြီးမားတဲ့အင်အားတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ပညာရေးနဲ့ကျန်းမာရေးလိုလူမှုရေးကဏ္ဍတွေမှာတော့မြန်မာနိုင်ငံစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ပညာရေးအဆင့်တန်းဟာစင်ကာပူမလေးရှားတို့လိုနိုင်ငံတွေနဲ့ရှင်အများကြီးနောက်ကျနေပါသေးတယ်။ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာလည်းအရှိတောင်အာရှမှာအနည်းဆုံးနှိပါးမှာရှိနေပါတယ်။ကျန်းမာရေးဆိုင်ရာအသုံးစရိတ်တွေနှဲပါတာကြောင့်ကျေးလက်ဒေသတွေမှာအခက်အခဲတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေတွေကြားကပဲမြန်မာနိုင်ငံမှာပညာရေးနဲ့ကျန်းမာရေးကဏ္ဍကိုမြင့်တင်ပေးနိုင်ဖို့ကိုထူကိုရစ조사နေတဲ့အဖွဲ့အစည်းတွေပညာရှင်တွေအများကြီးပေါ်ပေါက်လာနေပါတယ်။ဤပညာတွေပုံမှုအသုံးပြုလာတာကြောင့်အဝေးသင်အွန်လိုင်းပညာရေးစနစ်တွေကလည်းတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ခီးသွွားလုပ်ငန်းကိုလည်းကြည့်ရအောင်ဗျာ။မြန်မာနိုင်ငံဟာထိုင်း၊ဗီယက်နမ်လိုနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်ခီးသွွားဦးရဲ့အလွန်နည်းပါသေးတယ်။အခုချိန်မှာဆိုရင်တော့မရှိသလောက်ပေါ့ဗျာ။ဒါပေမဲ့မြန်မာနိုင်ငံဟာယဉ်ကျေးမှုအမွေအနှစ်တွေတဘာဝအလားအပတွေနဲ့ပြည့်စုံနေတဲ့နိုင်ငံတစ်ခုပါ။ပုဂံရဲ့ထောင်ပေါင်းများစွာသောစီဒီပထိုးတွေအင်းလေးကန်ရဲ့ရိုးရာအလှပတွေရွှေကုန်းစီတော်ကြီးရဲ့ရွှေရောင်တောက်ပမှုစတဲ့နေရာတွေဟာကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။နေမြေဒေသတည်ငြိမ်လာပြီးပွင့်လင်းလာပြီဆိုရင်တော့ခီးသွားလုပ်ငန်းကလည်းအလားအလာကောင်းတွေပုံမရှိလာနိုင်ပါတယ်။ကဲအခုချိန်ဒီမြန်မာနိုင်ငံရဲ့အရှေ့တောင်အာရှအဆင့်ကိုမပြောရသေးဘူးဆိုတော့ခုပြောပါတော့မယ်။ World Bank IMF HDI ခေါ် Human Development Index နဲ့GDP ခေါ် Gross Domestic Product တို့ရဲ့2024-2025ထုတ်ပြန်ချက်တွေအရမြန်မာနိုင်ငံရဲ့တဦးချင်း GDP တဦးချင်းကုန်ထုတ်လုပ်မှုဟာအရှေ့တောင်အာရှမှာအဆင့်9နေရာမှာရပ်တည်နေပြီးအဆင့်10ကတော့လာအိုနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလာအိုနိုင်ငံကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေတွားရောက်အလုပ်လုပ်ကင်နေရပါတယ်။စီးပွားရေးမှာအနည်းဆုံးနားမှာရှိနေပေမဲ့လူဦးရေသဘာဝသယံဇာတယဉ်ကျေးမှုမွေးနေ့တွေကအနာဂတ်အတွက်ကြီးမားတဲ့အင်အားစုတွေဖြစ်ပါတယ်။အခုချိန်မှာတော့မြန်မာနိုင်ငံရဲ့အစဉ်တန်းဟာနှိမ့်ကျနေပေမဲ့စင်ကာပူနိုင်ငံရဲ့ခေါင်းဆောင်လီကွမ်ယူလူမျိုးတယောက်လောက်များပေါ်ထွက်လာခဲ့မယ်ဆိုရင်တော့အရှေ့တောင်အာရှမှာထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာဖို့အလားအလာကောင်းတွေလည်းအများကြီးရှိနေတာကိုတွေ့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီလိုဘုဒ္ဓရာရစမဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။ပရိသတ်များအားလုံးကျန်းမာရွှင်လန်းပြီးဘုဒ္ဓရာတွေတိုးပွားနိုင်ကြပါစေ။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။